FOMO ဝင်နေဆိုတာဘယ်လိုမျိုးလဲဘယ်လိုချက်တွေကြောင့် FOMO ဝင်တတ်တာလဲ FOMO ဝင်တာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုဆွေးနွေးသွားပါမယ် FOMO ဆိုတာက Fear of Missing Out ရဲ့အတိုးကောက်ဖြစ်ပြီးတော့အခွင့်အလမ်းတစ်ခုကိုလွတ်သွားမှာကြောက်တဲ့စိတ်ခံစားမှုတစ်ခုကိုဆိုလိုပါတယ် Crypto industry မှာဆိုရင် trader တွေ FOMO ဝင်တက်ပြီးတော့အဆုံးရှုံးနေရှိရပါတယ် Crypto coin တစ်ခုခုကဈေးတွေတက်နေတဲ့အချိန်မှာဒီအချိန်မှာမဝယ်လိုက်မိရင်လွတ်သွားတော့မှာပဲဆိုပြီးတော့FOMO ဝင်လာပြီးတော့ကြောက်တဲ့စိတ်နဲ့လိုက်ဝယ်မိတာမျိုးတွေကိုဝယ်လိုက်ပြီးတော့မှကိုဝယ်လိုက်တဲ့ coin ကဈေးတွေပြန်ကျပြီးတော့ကိုကအတက်ဈေးမှာဝယ်လိုက်မိတဲ့အခါပိုက်ဝေါမိနေတာမျိုးတွေဖြစ်တတ်ပါတယ်ကိုက FOMO ဝင်ပြီးတော့လွတ်တော့မှကြောက်တဲ့စိတ်နဲ့ order high ဈေးဖြစ်နေတဲ့အချိန်မှာဝယ်လိုက်မိတဲ့အတွက်ကြောင့်ပြန်ထုတ်ရောင်းရင်လည်းအရှုံးနေနဲ့မရောင်းမဲကင်ထားရင်လည်းအရှုံးတွေကိုပဲထိုင်ကြည့်နေရတာတွေကဒီ FOMO ဆိုတဲ့စိတ်ခံစားမှုတစ်ခုကြောင့်ဖြစ်တတ်တဲ့အရာတွေများပါတယ် social media တွေမှာဈေးတက်နေတဲ့သတင်းတွေတခြားသူတွေ coin တစ်ခုခုကြောင့်အမျက်တွေအများကြီးရနေတာကိုတွေ့ပြီးတော့ကိုလည်းအမျက်တွေရနိုင်မဲ့အခွင့်အရေးကိုလွတ်တော့မှကြောက်တဲ့စိတ်နဲ့ FOMO ဝင်ပြီးလိုက်ဝယ်တာမျိုးတွေဖြစ်တတ်ပါတယ် FOMO ဝင်နေတဲ့ trader တယောက်ကလွတ်တော့မှကြောက်တဲ့စိတ်တစ်ခုသာရှိပြီးတော့ဘာမှမစင်စားတော့ပဲဆုံးဖြတ်ချက်တွေချမိပြီးနောက်ပိုင်းမှာဆုံးရှုံးနေရှိလာပြီးတော့နောင်တရတတ်ပါတယ်ဆိုတော့ FOMO ဝင်တာကိုဘယ်လိုထိန်းချုပ်ရမလဲကိုစိုးရင်စိတ်တွေများလာပြီးတော့ FOMO ဝင်နေပြီလို့ခံစားလာရရင်စိတ်လောပြီးတော့ဆုံးဖြတ်ချက်တွေအရင်မချဘဲနဲ့ကို invest လုပ်မဲ့ crypto coin project ကိုတခြားရင်လေ့လာပါ social media တွေမှာ hype ဖြစ်နေတဲ့နောက်ကိုမလိုက်ခင်အဲ့ဒီ crypto project ရဲ့ fundamental တွေကိုအရင်လေ့လာပါတကယ်ရင်းမို့ထိုက်တန်လားဆိုတာကိုအရင်သိအောင်လုပ်ပါနောက်ပြီးတော့ဘဲ coin ကိုဘယ်ဈေးမှာဝယ်မယ်ဘယ်ဈေးမှာရောင်းမယ်ဘယ်လောက်ရင်းမယ်ဆိုတာတွေကြိုတွက်ထားတင်ပါတယ်ဒါဆိုရင်စိတ်ခံစားမှုနဲ့ဆုံးဖြတ်တာမျိုးတွေနည်းသွားပါမယ် coin တစ်ခုခုကဈေးတွေတက်နေလို့ဒီချိန်မှာမဝယ်မိရင်လွတ်သွားတော့မှာပဲဆိုတဲ့စိတ်ဖြစ်လာလို့ရှိရင်ဈေးကွက်ကအမြဲတက်လိုက်ကြားလိုက်ရှိပြီးတော့တစ်ခါလွတ်သွားရင်တော့မှနောက်ထပ်အခွင့်အရေးရှိသေးတယ်လို့သတိရပါဒါဆိုရင်တော့ FOMO ဝင်တာနဲ့ပတ်သက်ပြီးနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်